မင်္ဂလာပေါင်းနဲ့ပြည့်စုံခါကြောင်းကြပါစေခင်ဗျာဟုတ်ကဲ့ကျွန်တော်ယနေ့မှာတင်ပေးလိုက်ရမယ်ဒီလစ်အတန်ဖိုင်ပို့လေးရဆိုရင်ဖြင့်တောင်တွင်းဆရာတော်အတုလဆရာတော်ခင်ကြီးပြော်ရေးသားတော်အင်္ဂါဝိဇ္ဇာအနုဒီကာကြီးကျမ်းမှလင်္ကာအချို့ပေါ့နော်အင်္ဂါဝိဇ္ဇာဒီကာကြီးကျမ်းနေအနုဒီကာကြီးကျမ်းနေမှာလာရှိတဲ့လင်္ကာအချို့ကိုလင်္ကာဖြီနီးလေးပါခင်ဗျလင်္ကာတွေကိုမဖြီတတ်တဲ့အခါမှာများသောအားဖြင့်ဆရာတော်ကြီးခင်ကြီးပြောစာအုပ်တွေဖတ်ကြပါတယ်ဖတ်ပင်ဖတ်ညာတော့လည်းပဲလင်္ကာမဖြီတတ်တဲ့အခါကျတော့ဒီလင်္ကာကဘာတွေရေးရမှလည်းမသိဘူးနားမလဲကြဘူးပေါ့နော်နားမလဲတဲ့အခါကျတော့အခက်အခဲလေးတွေတွေးရပါတယ်အဲ့ဒီလင်္ကာလေးတွေကိုဖြီတဲ့အခါမှာဖြီပုံဖြီနည်းလေးတွေတိုင်စင်တစ်ခုရသွားခဲ့လို့ရှိရင်နောက်တိုင်စင်တွေကအလိုအလျောက်ပေါ့နော်သိသွားတာပေါ့ဗျာသူကနေရာပဲမှတ်တာဟိုတိုင်စင်တွေရဲ့နေရာတွေနော်ဌာနတွေပြပစ္စပုတ်တို့စားပုတ်တို့အညွန့်တို့စသည်ရပြီနော်တာစီကျိုးအလုပ်လုပ်ပုံအမြင့်ညွန့်ကျိုးအလုပ်လုပ်ပုံပေးရကျိုးအလုပ်လုပ်ပုံစသည်ရပြီနော်ဒီလိုဆရာတော်ကြီးကလင်္ကာတွေနဲ့ပြခဲ့တယ်လင်္ကာတွေနဲ့ပြခဲ့တယ်နော်အဲ့လိုလင်္ကာတွေနဲ့ပြခဲ့တဲ့ခါကျတော့အခုခေတ်မှာနော်အဲ့ဒီလင်္ကာရဲ့သဘောတရားသုံးလုံးထားတဲ့အသုံးအနှုန်းလေးတွေကိုနားမလည်ကြဘူးဆိုရင်ဒီလင်္ကာလေးတွေဖြီလို့မရပါဘူးဟုတ်ကဲ့ပညာရှင်ဆရာကြီးတွေအတွက်တော့မပါဘူးပေါ့နော်လေးလာကစားညီငယ်ညီမငယ်များဝါနာရှင်များအပူအမများနဲ့ဒီရင်ပညာကိုချစ်မြတ်လို့ကြတဲ့အားလုံးသောမိတ်ဆွေများအတွက်ပေါ့ကျွန်တော်ဒီကျမ်းမာရေးတစ်ဖက်မအားလက်တဲ့ကြားတစ်ဖက်နော်အဲ့လိုမျိုးအဖက်ဖက်ကနေပြီးတော့အခက်ခဲပေးမြည်များကြုံစီပါမှုနော်ယနေ့ကျွန်တော်နောက်ပိုင်းနေမှာနော်ကျွန်တော်ကျမ်းမာရေးမကောင်းတဲ့ဒီရက်နောက်ပိုင်းနေမှာဒီရင်တွက်ခရတဲ့ဘုံမိမှန်သမျှကိုနော်များပြတဲ့အခါမှာပြန်ပြီးတော့တန်ဃာတော်တို့ကလှူဒန်းခြင်းလူပြစ်ပါတယ်နော်တရားစာဥစ္စာပေများကိုဒေါင်းလော့ဆွဲယူခြင်းနော်ဗီဒီယိုတရားဖိုင်များကိုနော်ဖွင့်ပြီးတော့တရားနာတာတို့နော်ဒီစာဥစ္စာပေတွေကိုစုဆောင်းတာတို့နော်စာဥစ္စာပေလိုချင်တဲ့သူတွေကိုပြန်ပြီးတော့ပေးဝေငှတာတို့ဒီပုံစံကျွန်တော်များသောအားဖြင့်ဒီလိုပြုလုပ်လာတဲ့ခါမှာကျွန်တော်တနေ့သာကုန်ကြတဲ့ဘုံပေရာနော်အနည်းဆုံး 6000 အထက်မှာရှိပါတယ်အနည်းဆုံး 6000 အထက်မှာရှိတဲ့အခါဒီလိုဖုံးပေများကိုကျွန်တော်အကုန်ကြခံပြီးတော့တင်ပေးရတယ်ဆိုတာဟာပတ်စံပေါ်လို့တော့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်တော်တော်စဉ်းရဲနေရပါတယ်နော်စဉ်းရဲနေရပါတယ်ဘေးနေတော့ကတော့ရရှိပါတယ်နော်အဲ့လိုဖုံးပေလေးတွေရလာတဲ့အခါမှာတချို့ကြတော့လဲဆရာပညာဒါနအနေနဲ့ဆရာသမီးတို့ငွေဖြည့်ပေးရသည်ဆရာအနေနဲ့တော့ဘုရုစီကမှသွားပြီးတော့မတောင်းပါဘူးနော်စေတနာလျောက်အဲ့လိုပေးကြတဲ့သူတွေအတွက်လည်းအထူးကျေးဇူးတင်တယ်နော်အဲ့မှာအဲ့လင်္ကာလေးတွေဖြီးတဲ့အခါမှာထောက်ဆုံးကုံပြောရဆရာတခါလေကြားလို့ရှိရင်နော်ဖုံးမေရပြက်တယ်လို့မရှိပါဘူးဖုံးထဲမှာအနည်းဆုံးတော့ဖုံးမေရ2000 3000တော့ရှိပါတယ်နော်ရှိပါတယ်ပြည်ရင်ဟောကားရတာလေးတွေအဲ့လိုစုပြီးတော့တခါကြားတော့လည်းပြက်တဲ့ခါလည်းပြက်သွားတာပေါ့ဟုတ်ကဲ့ဖုံးမေရတီးတဲ့တိုင်းပဲလေတနေ့6000လောက်တော့ကုန်နေတာဆိုတော့ကဲနော်လင်္ကာဖြီပုံဖြီနည်းလေးကိုပြောပြချင်ပါတယ်လင်္ကာဖြီပုံဖြီနည်းလေးတွေကိုပြောတဲ့အခါမှာနော်စကပုံလေးတွေရှိတယ်ဗျဒါလင်္ကာအဲ့တော့တနင်္ဂနွေကလုံရှိမြောက်ကျုံနေတုံ6နှစ်မြတို့ပါတော့ဒါတွေတော့သိမှာပါကြိုပြီးရယ်နော်လွယ်ပါတယ်နော်တနင်္ဂနွေကြိုဟာကိုစားပြုတာကလုံကိုစားပြုတယ်အရှိမြောက်မှာအရက်မှာရှိတယ်ကြိုသက်အားဖြင့်6နှစ်ဒါမျိုးဆိုတာဟုတ်အဲ့ခါကျတော့ကျွန်တော်ရဲ့ဒီပညာညီကိုအမြင်ရတဲ့ပညာသင်ဂရုလေးမှာအားလုံးညီငယ်လေးတွေပြောကြတယ်အဲ့ဒီသင်ခြင်းလို့စာသင်ခြင်းလို့ကျွန်တော်ပြောတယ်ပြောတဲ့ခါကျတော့တနင်္ဂနွေရဘာတော့กว่าဆိုကလုံမဆရာမှားတယ်ကလုံဆိုမှားတယ်ပေါ့
ဆရာတနင်္ဂနွေဂလုံးမဟုတ်ဘူးလားတဲ့မဟုတ်ဘူးကွာလို့မှားတယ်လို့တနင်္လာရောလို့တနင်္လာကြားပါအေးကြားတော့မှန်တယ်လို့ဟာဆရာဂလုံးကြားတော့မှားပြီးကြားရတော့ဘာလို့မှန်လဲအဲ့ဒါလေးတွေနောက်ပိုင်းမှာရှင်းပြပေးမယ်နော်ဂျိုပရိရဲ့အားဖြင့်ဒါဆိုရင်အင်္ဂါရောကွာတော့အင်္ဂါခြေသစ်လေးဆရာအေးမားတယ်အင်္ဂါခြေသစ်မဟုတ်ကွာတော့ဒီနေရာမှာခြေသစ်မသုံးဘူးလို့နော်ဥတောင်းနော်ဘောမဥတောင်းမုတ်ဆိုးချောင်းရွေးတို့ပါတို့ဒါမျိုးရေးထားတဲ့အခါကျတော့အင်္ဂါဥတောင်းဒါမျိုးလေးတွေဗုဒ္ဓဘုရားဘာတော့ဆိုစင်တဲ့ဗုဒ္ဓဘုစင်မဟုတ်ဘူးညီတို့လို့ဗုဒ္ဓဘုရားဖားလို့နော်အဲ့ဒီမှာသူကကွဲပြားသွားတယ်နော်ဒီဟာလေးတွေကိုဂျိုပရိရဲ့အားဖြင့်တနင်္ဂနွေကလုံးတနင်္လာကြာအင်္ဂါချင်းတဲ့ဗုဒ္ဓဘုစင်ကြာသာပတိကျွတ်တောက်ကြပူစနေနဂါးနဲ့ရာဟုခိုင်းလို့ဖြစ်တယ်ဒါကတော့အကုန်လုံးသိပြီးသားတွေနော်တွေ့လူပြောစရာမလိုတော့ဘူးအခါမှာအဲ့ဒါဂျိုပရိရဲ့တွေပါခင်ဗျနော်ပြီးတော့နံပရိရဲ့တွေကိုပြောရမယ်ဆိုရင်တနင်္ဂနွေဟာနှံပြီးဆုံးငတ်ဖြစ်ပါတယ်တနင်္ဂနွေကိုနှံပြီးဆုံးငတ်ပါခင်ဗျနော်အဲ့ဒါလေးလိုက်မှတ်ထားပါတနင်္လာအားဖြင့်ကြားတနင်္လာကတော့ကြားကိုစားပြုတယ်တူတူပါပဲနော်ဂျိုပရိရဲ့နဲ့နံပရိရဲ့တူတူပါပဲအင်္ဂါကတော့ဥတောင်းပါခင်ဗျနော်အင်္ဂါဆိုဥတောင်းလို့မှတ်ပါလင်္ကာတွေထဲမှာဥတောင်းလို့တွေးခဲ့ရင်နော်ထောင်းလို့တွေးခဲ့ရင်အဲ့ဒါအင်္ဂါပါနော်ပြီးတော့ဗုဒ္ဓဘုကတော့ဖားပါခင်ဗျာနော်ဗုဒ္ဓဘုကိုဒီနေရာမှာဆင်လို့မယူပါနဲ့ဗုဒ္ဓဘုကဖားပါဟုတ်ပြီဖားကိုအဲ့ဒီခါတော့ရှေ့တော့ကျမ်းနေမှာဘာကုံရေးချဝေစနှလုံးပေါက်ဘာလို့ရေးတယ်နော်အဲ့ဘာလို့ရေးပြီးတော့ဖားလို့အတန်ထွက်တယ်နော်အဲ့ဒါဟိုတော့အစာတွေမှာနော်ဦးကိုဘယ်လိုရေးလဲဆိုအခရာရေးနှစ်ချောင်းဝင်ဦးဝေစနှလုံးပေါက်ဦးဒါမျိုးသွားတာဟုတ်နော်အဲ့တော့ကဲထားဗုဒ္ဓဘုကိုအဲ့ဒါဘာကိုရေးချဝေစနှလုံးပေါက်ဘာလို့ရေးတာလဲဒီဘာကဘာမှမသိဘူးတော့ဒါမျိုးမလုပ်အောင်နော်ဗုဒ္ဓဘုကဖားလို့အတန်ထွက်ပါအဲ့ဒီဖားကတော့ဗုဒ္ဓဘုနံရဲ့ပရိယေပါခင်ဗျာအဲ့ဒီတော့နောက်တစ်ခါနော်ကြာသာပတိကတော့အဲ့မှာကြာသာပတိကချင်းတစ်ပါခင်ဗျာနော်ကြာသာပတိချင်းတစ်ပါကေတရာသာချင်းတစ်ကိုစားပြုတယ်ကြာသာပတိကနောက်ဆရာလို့ရေးထားလို့ရှိရင်လေနော်ဆရာလို့ရေးတယ်ဂုရုလို့ရေးတယ်ချင်းတစ်လို့ရေးတယ်ဆိုရင်ဒါကြာသာပတိလို့မှတ်ပါခင်ဗျာနော်ကြာသာပတိလို့မှတ်မှာပါဟုတ်ပြီတောက်ကြကတော့ဘယ်လိုရေးထားလဲဆိုတော့တောက်ကြကတော့မုတ်ဆိုးလို့ရေးထားပါတယ်ခင်ဗျာနော်တောက်ကြပူးမုံနော်ဒီနေရာမှာတောက်ကြမုတ်ဆိုးပါခင်ဗျာစနေကတော့ဘာတဲ့တုံးဆိုရင်စနေကတော့နော်စနေကလူညစ်တို့နော်လူညစ်ဆိုတာညစ်ပတ်တဲ့လူကိုပြောတာမဟုတ်ဘူးနော်အကျင့်သီလယုံညံ့တော့လူညစ်လူကောက်အဲ့ဒါစနေပရိယေအားဖြင့်သုံးပြီးတော့တနည်းအားဖြင့်ပြောမှဆိုရင်ဟုတ်ကဲ့နော်စနေဆိုတာမွေကိုသုံးပါတယ်ဟုတ်တယ်နော်ဂျိုပရိယေမှာစနေယာနဂါဒီဘက်နံပရိယေမှာစနေယာမွေဖြစ်ပါတယ်ဟုတ်ပြီနော်ဒါလေးတရားအစအနေပြန်ပြောပြပါမယ်နော်ဟုတ်ကဲ့တနင်္ဂနွေနှံပီစုပ်တနင်္လာကြာအင်္ဂါဥတောင်းဗုဒ္ဓဘုဖားကြာသာပတိချင်းတိတောက်ကြမုတ်ဆိုးစနေမွေဟုတ်ပြီနော်ဒါလေးဒီဟာလေးသိပြီးွားရင်အဲ့ဒါသူရိဇအခါတိုင်ရဲ့လင်္ကာကိုစတင်ဖြီးပြတော့ပါမယ်သူရိဇအခါရဲ့လင်္ကာကိုစတင်ဖြီးပြတော့ပါမယ်ဟုတ်ကဲ့နော်ကဲစားဆိုလိုက်ရအောင်နော်ယဝိတယုတ်ရဝိရာတန်ထွက်မှာပေါ့နော်ဒါမြန်မြန်ဆန်ဆန်ပြောရတာတကယ်ထားလိုက်ပါတော့ရဝိတယုတ်အကျဉ်းထုတ်အံ့နှံဆုံးငတ်ငယ်ဖားဝယ်မျိုးစားဖားအားမွေချီမွေနီတောင်းပေါက်အောက်ကတားကျူအခိုက်ဆူမထက်ကူတောက်ကြသန္နာကုရုနိုင်ချောင်းရှု၍နံဟုမှတ်လေတဲ့ဟုတ်ပြီနော်နံဟုမှတ်လေကဲမစ္စေယုတ်ကံနာမာတတအစာဆက်လဲပြေရဟမကတားမှန်မူပြည့်ရန်ချင်းချင်းသွင်းလေအစာလျော်ရာပေးဆက်အထက်တနံတူခဲ့ပြန်မူခဲရန်မရှိ
လွယ်ပြီးဝိပရိတဖြစ်ကြထွေလာထိုအရာကိုတောက်ကြသဖြင့်ကျူးချင်းตาယာစန္ဒာတကြောင်ကျေးတံညောင်းလျက်၎င်းကုရုမွေဟုခေါ်ရာအောက်ကျူမာလျင်မပါရှင်းစေးနံကင်းမှနေကင်းမျိုးရွာရရာစစ်ချီဆွဲမိကတ်ကိုဆောင်းလိုသမှုအဆူးစုကိုကြီးရှုစင်းခြင်းထက်ခွင်3ရက်နာမစွတ်နှင့်ဟောအပ်ကျမ်းဝဲပထူမပယ်သည်ထိုဝဲဉာဏ်ရှိမဆုံးတည်တဲ့နော်ပရမလင်္ကာဖို့ဒါကျမ်းရင်းလင်္ကာပါထိုက်ကညီမင်္ဂလာပါတဲ့မင်္ဂလာပါညီနော်ဒီကနေတော့လစ်လွတ်နေတော့မှာတော့စာရိုက်လို့အဆင်မပြေပါဘူးနော်ညီကိုနိုင်ကမင်္ဂလာပါဆရာတဲ့ဟုတ်ပြီနော်ဓာတ်ရိုက်ကြည့်ရှုအားပေးခြင်းနေကြတယ်လို့ထင်ပါတယ်နော်အခုလို့ရေးပေးနေတဲ့အခါကျတော့လက်ကိုဓာတ်ရိုက်ကြည့်ရှုအားပေးကြတယ်လို့လည်းထင်ပါတယ်ခင်ဗျနော်ကျေးဇူးလည်းတင်ပါတယ်အဲ့တော့ဒီတောင်တွင်းကြီးဆရာတော်ခင်ကြီးပြောရဲ့ဒီလင်္ကာလေးတွေကိုအခုစပြီးတော့ဖြီးပြပြီနော်စာအုပ်ဖတ်ကြတဲ့လူများတဲ့အခါမှာလင်္ကာတွေမဖြီးတတ်တော့ဒါတွေကဘာတွေရေးတာမှလည်းမသိဘူးသူဖတ်လည်းမဖတ်တတ်ဘူးပေါ့နော်စသည်အားဖြင့်နော်အဲ့ဒီမှာနော်ကဲစားကြရအောင်နော်စပြီးတော့ဖြီးပြမယ်နော်တလုံးချင်းစဖြီးပြမယ်နော်တလုံးချင်းစပြီးတော့ဖြီးပြမယ်ယဝိတယုတ်ယဝိဆိုတာအဲ့ဒါကျွန်တော်တို့ပါဠိစာပါနော်ပမာစာမဟုတ်ပါဘူးရဝိထားအဲ့ဒါဘာပြောတာလဲဆိုတော့တနင်္ဂနွေကိုပြောတာနော်တနင်္ဂနွေနောက်တစ်ခုသူရင်းစားလို့ခေါ်ရင်လည်းတနင်္ဂနွေပါပဲခင်ဗျနော်အဲ့တော့ယဝိတယုတ်အကျဉ်းထုတ်အပ်တယ်တနင်္ဂနွေအခါတိုင်ကိုသူရင်းစားခေါ်တနင်္ဂနွေအခါတိုင်ကိုတယုတ်ထား၍ဖော်ပြရမည်ဆိုပါလေယဝိတယုတ်အကျဉ်းထုတ်အပ်ရဲ့အဓိပ္ပာယ်နှံဆုံးငတ်ငယ်ဆိုတာနံပီစုပ်ကိုပြောတာအမှလာပြီနော်ခုနကတော့တနင်္ဂနွေဂလုံနဲ့တာပဲမှတ်ထားခဲ့လို့ရှင်သူဘာမှမသိတော့ဘူးနော်နှံဆုံးငတ်ငယ်ဆိုတာတနင်္ဂနွေဂျူကိုပြောတာနော်နှံဆုံးငတ်ငယ်အဲ့ဒီအောက်မှာကျွန်တော်တိုင်လေးထူကြည့်လိုက်ဗျာနော်တိုင်လေးတွေဘေးမှာချရောထူထားလိုက်သူရိသတောက်ကြဗုဒ္ဓစန္ဒရောသောဒီဂုရုဘောမဟုတ်ပြီနော်အလွယ်ထူခြင်းတော့အဲ့ဒါအလေကတာကနေပြီးအောင်လန်တူစစ်အပေါ်နော်သူကြီးပွဲဆိုပြန်ထောင်တက်ပေါ့ဟုတ်ပြီညီထိုက်ကဓာတ်ရိုက်ကြည့်ရှုနားထောင်နေပါတယ်ဟုတ်ပါတော့ညီကျေးဇူးတင်ပါတယ်အဲ့တော့နှံဆုံးငတ်ငယ်တဲ့လာပြီနော်အဲ့နှံဆုံးငတ်ငယ်ဆိုတာတနင်္ဂနွေဂျူကိုပြောတာနော်တနင်္ဂနွေနံကိုပြောတာဘာဝယ်မျိုးစားတဲ့ရေးထားတာနော်ဖားနော်ဖားလို့ဖတ်နော်နံပီစုပ်ကိုဖားစားတယ်တဲ့တနင်္ဂနွေခါမှာဟုတ်ပြီနော်ဖားဗုဒ္ဓဘူးအဲ့တစ်ကိုတနင်္ဂနွေကိုအောက်ကသူ့ရဲ့စတူရန်ဗုဒ္ဓဘူးကနိုင်သွားတယ်လို့ပြောတာတနင်္ဂနွေရခံရတယ်နော်ဥပမာဆိုကြပါစို့တနင်္ဂနွေအခါမှာဗေဒင်လာရောက်မေးမြန်းကြရတယ်နော်ဗေဒင်လာရောက်မေးမြန်းကြတယ်အောင်နဲ့အောင်နဲ့ဟိုတင်းပေါ့နော်လင်းဆိုပါစို့sorry လင်းကတော့မတော်ဘူးဘာလဲဆိုကျွန်တော်ညီလင်းနာမည်ဂရုထဲမှာရှိတော့နော်အောင်နဲ့ဟိုတင်းဆိုပါစို့ဗျာတခုဗုဒ္ဓဝုနာတခုပြောမယ်နော်အောင်နဲ့ဟိုတင်းပေါ့နော်ဝင်းဆိုပါစို့ဗျာဝင်းပေါ့နော်ပြဿနာဖြစ်ပြီနော်အမှုကိစ္စပြဿနာဖြစ်ပြီဆိုပါစို့အဲ့ဒီခါမှာတနင်္ဂနွေခါမှာလာမေးတယ်နော်လာမေးတဲ့ခါကျတော့အောင်နေပြီးတော့ဆရာကျွန်တော်တို့အမှုဖြစ်နေတယ်မင်းဘယ်သူနဲ့ဖြစ်တာလဲကွာဖြစ်တဲ့လူနာမည်ပြောတာကျွန်တော်ဝင်းဆိုတဲ့တယောက်နဲ့ဖြစ်နေတယ်အဲ့ဒီအမှုမှာကျွန်တော်နိုင်မလားရှုံးမလားငါဝိဇ္ဇာပညာအမှရှင်းလေးဗျာသူရိသခါမှာလာမေးတယ်မေးတဲ့ခါကျတော့နှံပီစုပ်ဖားစားတဲ့ကိန်းဆိုင်တယ်နှံပီစုပ်ကအစားခံရတယ်နော်အစားခံရတဲ့ခါကျတော့အောင်ရှုံးပြီနော်အောက်ကအဲ့ဒီမှာဝင်းရနိုင်တယ်နော်ဒီသဘောလေးတွေကိုဓာတ်ရိုက်သုံးရတယ်နော်အဲ့ဒီနေရာမှာစတူရန်ဆိုတာအစစ်စစ်နိုင်သွားတယ်နော်သူ့ကိုနိုင်လို့စဖို့ခိုးလူရာစေးဖို့သုံးစပုတ်ကလည်းနိုင်တာပဲဗျနော်စပုတ်ကစလိမ့်စတူရန်ကတော့စာလုံးစဘယ်စနဲ့ခုနော်
ကျန်းရင်လင်္ကာတွေမှာတော့ကြီးရတာဘာကိုကြီးရလဲဆိုတော့ဒီစပိုးကစလိန်စကိုပူပြီးကြီးရကြတယ်ဒါစတူရန်ကလည်းနိုင်အောင်လုပ်တဲ့တက်ပါပဲနော်စာလုံးနဲ့စကိုလည်းပူလို့ရပါတယ်နော်ဒါစာအုပ်ထဲမှာမရှိဘူးဆိုပြီးတော့မထင်နဲ့စာအုပ်ထဲမှာတကယ်ရှိတယ်ပဲရေးတာမရေးတာဒီလင်္ကာကိုကြည့်ဟလားနော်နှံဆုံးငငယ်ဖားဝက်မျိုးစားစတူရန်ကနိုင်တယ်နော်မနိုင်ဘူးမထင်နဲ့နော်ဟုတ်ပြီနှံဆုံးငငယ်ဖားဝက်မျိုးစားတနင်္ဂနွေနှံပြီးစုပ်ကိုဗုဒ္ဓဘူးဖားကအနိုင်ရပါတယ်တဲ့အဲ့ခါမှာနော်ဖားအားမွေချီတွေ့မယ်နော်အဲ့စာအုပ်လေးတွေရှိထားတဲ့လူတွေ download ဆွဲထားတဲ့လူတွေလှန်ကြည့်တာပါနော်ဖားအားမွေချီဖားကိုနိုင်တာဘယ်လိုလဲဆိုတော့သူ့အောက်ကစနေအစင်းစင်းနိုင်သွားတာနော်စတူရန်ဗုဒ္ဓဘူးရဲ့စတူရန်ဖြစ်တဲ့စနေရာဗုဒ္ဓဘူးကိုနိုင်တယ်လို့ဒီလိုရေးထားတာနော်ဖားအားမွေချီရပြီနော်ဟုတ်ပြီအဲ့ဒီမွေကိုဘယ်သူကထပ်နိုင်လဲဆိုတော့မွေနီဒေါင်းပေါက်တယ်နော်အဲ့မွေစနေကိုဒေါင်းအင်ကပူဒေါင်းအင်ကထပ်နိုင်တယ်လို့ဒီလိုပြောတာနော်အဲ့တော့အစင်းစင်းနိုင်တယ်စတူရန်တက်တွေကလည်းနိုင်တယ်နော်သူ့ကိုနိုင်လို့စအောင်ခိုးတဲ့ဆိုတဲ့နေရာမှာစပုတ်တစ်ခုတည်းခိုးလို့ရတယ်မထင်ပါနဲ့နော်စတူရန်နဲ့လွယ်စတူရန်နဲ့ပိတ်သုံးပေါ့နော်အဲ့ဒီတော့ဟုတ်ပါပြီနော်မွေနီဒေါင်းပေါက်အဲ့မွေစနေကိုအင်္ဂါဥတောင်းနိုင်ပြန်တယ်အခုလက်အတန်ဖိုင်လေးက16မိနစ်နဲ့39စက္ကန့်ရှိပါပြီနော်ဟုတ်ကဲ့ဟုတ်ပါပြီနိုင်ခွက်တော့ကြော်မယ်ထင်တယ်နော်ဟိုdownload ဆွဲပြီးတော့ကြည့်ကြပါနော်ပြီးလို့ရှိခင်နော်အဲ့လစ်လွတ်တဲ့အချိန်မှာမပြီးကြတဲ့သူများကတော့ download ဆွဲပြီးတော့ကြည့်ကြပါအင်တာနက်မဂါဘိုက်100ဝန်းကျင်ပေါ့တချို့ကလည်း130-40လောက်တော့ရမယ်လို့ထင်တယ်နော်ကျွန်တော်ဖိုင်ဆိုင်ကြီးလေးတင်တာဘာလို့ဆိုတော့ဟိုတင်းပေါ့နည်းနည်းရှင်းအောင်လို့နော်အဲ့လိုဖိုင်ဆိုင်ကြီးတယ်ကျွန်တော်တင်တာဘာလို့ဆိုလက်တော့နဲ့တင်တာဆိုတော့ဖုန်းနဲ့တင်တာမို့တဲ့တို့ကြောင့်ဖိုင်ဆိုင်နည်းနည်းကြီးတယ်နော်အမှတော့တွက်ကြည့်ပေါ့ဗျာအင်တာနက်100မဂါဘိုက်ဆိုရင်ဒါဝယ်သုံးရင်တော့အင်တာနက်ဝယ်သုံးရင်ဖုန်းပေ150ကုန်မှာပေါ့နော်အဲ့လို150လောက်တော့ကုန်မှာပေါ့နော်1မဂါဘိုက်ကိုတစ်ချက်ခွဲနှုံးတယ်ပေါ့နော်ဒီတိုင်းဆိုတော့1မဂါဘိုက်8ချက်နှုံးဆိုရင်ဒါတစ်ပိုင်းကို download ဆွဲမယ်ဆို800ကုန်မယ်နော်အဲ့တော့ဒါအခုကျွန်တော်တွင်းတာဆိုလို့ရှိရင်ဒါအခုကျွန်တော်တို့ဒီထဲမှာကျွန်တော်တွင်းလိုက်လို့အင်တာနက်ဒီ file site က100ကျော်သွားတာပဲရှိတယ်နော်100နဲ့ပဲထားလိုက်အောင်နော်မဂါဘိုက်100ဆိုရင်ဒီကလစ်လွင့်တာတိုက်ရိုက်လစ်လွင့်တာမဂါဘိုက်800ကုန်တယ်နော် original file ကမဂါဘိုက်800ကုန်တယ်နော်အဲ့ဒါ8စားကုန်တယ်နော်အဲ့တော့အင်တာနက်800ဆိုတာတီးတဲ့အတိုင်းပဲလေဝယ်သုံးနေတော့မှဒါနော်1500လောက်ကုန်တယ်ဒီလိုတစ်ပိုင်းကိုဒီလိုတင်ပေးရတယ်ဆိုတာကျွန်တော်ဒီဖုန်းမိပေါ်လို့တော့မဟုတ်ပါဘူးနော်အားလုံးသိစေချင်လို့ပါဟုတ်ပြီနော်မွေးနီတောင်းပေါက်တဲ့မွေးကိုစနေကိုတဲ့တောင်းဖြစ်တဲ့ဥတောင်းအင်္ဂါနိုင်မြန်တယ်တဲ့အဲ့ဒါစတူရန်ကိုပြောနေတာနော်အဲ့ဒီနေရာမှာသူကဆရာတော်ကြီးကလင်္ကာအတူလေးတွေကိုလည်းရေးထားတာရှိတယ်ဗျနော်အောင်လန်တေဇတကြမီအောင်နန္ဒီတေနထုံးတယ်နော်ဒါလေးလည်းရှိတယ်ဒါစတူရန်ကိုပြောချင်တာပဲနော်ဆိုပါစို့နော်အဲ့တော့မွေးနီတောင်းပေါက်တဲ့အောက်ကတ်တာဂျူအဲ့သုံးလုံးခုနလန်ရဲ့နော်ဖားတို့မွေတို့ဒေါင်းတို့ပြောသွားတာအဲ့သုံးလုံးကနော်အောက်ဂျူကတ်တာဂျူတွေဖြစ်တယ်တဲ့နော်အောက်ဂျူကတ်တာဂျူတွေဖြစ်တယ်တဲ့နော်အောက်ကတ်တာဂျူအခိုက်ဆူမနော်အဲ့ဒါတွေကအောက်ကတ်တာဂျူတွေကခိုက်တာများတယ်တဲ့အခိုက်တွေတဲ့နော်အောက်ကတ်တာဂျူတွေအောက်တွေကိုအထက်တင်လို့ချင်းခိုက်တယ်ပေါ့နော်အောက်ကတ်တာဂျူအခိုက်ဆူမထက်ကိုတောက်ကြတဲ့တိုင်စုံပြန်ကြည့်လိုက်အထက်ကိုတောက်ကြအထက်မှာတောက်ကြရှိတယ်တဲ့အဲ့ဒီကတားအခိုက်တွေရဲ့ကတားတွေအခိုက်တွေရဲ့အထက်မှာတောက်ကြရှိတယ်လို့ပြောတာနော်အမှစားဖို့နေရာမှာတောက်ကြတွေးလိုက်မယ်နော်အခါတိုင်းထူထားကြနော်ထူပြီးတော့တိုက်ကြည့်ဟုတ်လားဒီကတော့အလွတ်ပြောနေတာအောက်ကတားဂျူအခိုက်ဆူမဟုတ်ပြီနော်ထက်ကိုတောက်ကြတဲ့အထက်မှာတောက်ကြရှိတယ်တဲ့နော်တောက်ကြပြီးလို့ရှိရင်စန္ဒရာဂုရုစန္ဒရာဆိုတာတနင်းလာပြောတာနော်စန္ဒရာဆိုတာတနင်းလာပြောတာဂုရုဆိုတာကြာလာပလေးကိုရှိတာပြောတာနော်
အဲ့တော့တောက်ကြရဲ့တနင်းလာရဲ့ကြာသာပတိရဲ့ကအထက်မှာ3လုံးရှိပါတယ်တဲ့တိုင်အောင်ထူကြည့်လိုက်ရင်သိပါတယ်နော်နိုင်ချောင်းရှု၍တဲ့နော်အဲ့ဒါတွေကတော့သူကနိုင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအထက်3လုံးဟာနော်နိုင်မှုအတွက်အောင်မှုအတွက်ရှေးရှုတဲ့နေရာတွေမှာအသုံးချပါတယ်လို့ပြောတာနော်သာနာပုရုနိုင်ချောင်းရှု၍နံဟုမှတ်လေတဲ့နော်အဲ့အထက်3လုံးကိုနံလို့မှတ်ပါတဲ့အောက်က3လုံးကိုတော့ကတ္တာလို့မှတ်ပါတဲ့နော်နံဟုမှတ်လေတဲ့ဒါပြီးလို့ရှိရင်မစ္စေယုတ်ကံမစ္စေအလေကောင်တက်ရတော့ယုတ်ကံဖြစ်ပါတယ်တဲ့အခြာလည်းဖြစ်တယ်နော်မစ္စေယနော်ယုတ်ကံအလေမှာတော့ဒါယုတ်ကံတဲ့နာမာတတ္တဆိုနာလို့သုံးလိုက်တာနဲ့သူကအပေါ်3လုံးလှမ်းမြင်ရမယ်နော်တောက်ကြရဲ့တနင်းလာရဲ့ကြာသာပတိရဲ့အဲ့နမ်3လုံးပေါ့နော်နာမာတတ္တအစာဆက်လေတဲ့နော်အဲ့ဒါအစားတော့ပြီးစားရမှာနော်အဲ့နမ်အစာတွေကိုစားမယ်ဆိုလို့ရှိရင်သူကကန်နေမြင့်တယ်ကန်နေပွင့်တယ်ပေါ့နော်ဒီလိုဆိုတာနော်နာမာတတ္တအစာဆက်လေဒီ software ထဲမှာမပြည့်ရဟန်းလို့ရေးတာနော်ကျွန်တော်စာမူရင်းစာအုပ်ထဲမှာပြည့်ရဟန်းမှအဲ့လိုရေးတာနော်မပြည့်ရဟန်းမဟုတ်ဘူးဟောမပြည့်ရဟန်းတဲ့ဒီထဲမှာရေးတာတယ်နော်ဟောပြည့်ရဟန်းမှအဲ့ဒါဘာကိုစုလူတာလဲဆိုတော့နော်အဲ့ဒီကသူက46ပြောတာရကောက်က4ကိုပြတယ်နော်တရားဟန်းကသူက6ကိုပြတယ်အဲ့မှာသူအင်္ဂါဝိဇ္ဇာခါတာရဲ့ဒီ46ကိုကြည့်လိုက်အဲ့ဒါအတွင်းအာယုကောက်ပြောနေတာနော်ဒီမှာမပြည့်ရဟန်လို့ပဲရေးတာအော်သူကဟိုစာအုပ်ကြီးထဲမှာတော့ပြည့်ရဟန်မှာတယ်နော်ကျွန်တော်စာအုပ်တွေပါတော့ဝိုက်ပြလို့ရတယ်နော်စော်ဝဲထဲမှာရေးတာတမျိုးနော်အဲ့တော့အဲ့46အတွဲဖြစ်တဲ့အတွင်းအာယုကပ်ပေါ့နော်ဟိုတင်းပေါ့နော်ကွန်ပျူတာမှောင်နေတော့နည်းနည်းပြန်ပြီးတော့ပြန်ပိတ်သွားတဲ့ LCD ကနော်ကတားမှန်မှုတဲ့နော်ပြည့်ရန်ချင်းကတားမှန်မှုပြည့်ရန်ချင်းအဲ့ကတားတွေကတော့ကြည့်မယ်ဆိုရင်နော်အချင်းချင်းကတားချင်းသွားတွဲမယ်ဆိုရင်လဲဒါပြက်မှာပဲတဲ့အချင်းချင်းတော့မှမတည့်ဘူးတဲ့ပြည့်ရန်ချင်းတဲ့အဲ့ဒါတော့ရှင်းပါတယ်ဗျာခုနဗုဒ္ဓဘူးကိုစနေရလာနိုင်နေတယ်အဲ့ဒါစနေကိုတခါအင်္ဂါလာနိုင်နေတယ်ဆိုတော့ဒီကတားချင်းကလည်းသူကရန်နေပဲတဲ့ပြည့်ရန်ချင်းတဲ့နော်တလုံးချင်းဖြီးပြနေတာပါနော်ဟုတ်ပြီအမှတွင်းလေအစာလျော်ရာပေးဆက်တယ်နော်အစာတွင်းတဲ့နေရာမှာတဲ့တင်းတော်တယ်လို့အစားတွေစားတယ်ဗောနော်လူမမာကိုအစာပေးတယ်လို့နော်ပြီးတော့ဒီအပါဒတ်အနေနဲ့အပြင်ကနေပြီးရတရားခြီတဲ့ခါမျိုးမှာနော်တင့်တော်ရာပေါ့နော်ဒီလိုအစာသွင်းတဲ့ခါမှာလျော်ရာပေးဆက်ရပါတယ်တဲ့ခုနအတွင်းအာယုကကျူးလေးအကြောင်းပြောတာနော်လျော်ရာပေးဆက်အထက်ဓာတ်နံတူခဲ့ပြန်မှုတဲ့အထက်ဓာတ်နံအဲ့ဒါတော်တင်းပေါ့တောက်ကြရဲ့တနင်းလာရဲ့ကြာလာပတိရဲ့အထက်မှာရှိတဲ့3လုံးနံလုံးတွေနော်ဓာတုနံတူကိုယူပြီးတော့မှာတဲ့နော်တွင်းလေအစာတဲ့အစာပေးရပါတယ်တဲ့ဒါအဲ့ဒီမှာအစာပေးတယ်နော်လူမမာအစာပေးတာတော့ဖိုးကံမြင့်အောင်အစာပေးတာတော့နော်ဘယ်အချိန်မှာဗာလေးစားသွားလိုက်ကွာမလို့အောင်မြင်မှာပေါ့ဆိုတာဒါအင်္ဂါဝိဇ္ဇာဒီလိုကျမ်းရင်းလင်္ကာတွေဒီလိုဖြီးတာနော်တွင်းလေအစာတဲ့နော်အဲ့ဒီမှာအထက်ထက်နံတူခဲ့ပြန်မှုတဲ့နော်ခဲရမရှိလွယ်ပြီးဤတဲ့နော်ကတားမှမှုပြည့်ရန်ချင်းတွင်းလေအစာလျော်ရာပေးဆက်အထက်ထက်နံတူခဲ့ပြန်မှုခဲရမရှိလွယ်ပြီးဤတဲ့အဲ့နေရာလေးပြန်ရွတ်ပြရတာဘာဖြစ်လို့လဲဆိုတော့နော်မှတ်မိအောင်နော်အထက်3လုံးအစာသွင်းတယ်တဲ့နော်ဝိပရိဒဖြစ်ကြထွေလားဝိပရိဒဆိုတာဘာရေးတာလဲဆိုတော့ပြောင်းပြန်အနေနဲ့ပြန်ယူမယ်ဆိုရင်ခုနဒါအစာသွင်းတယ်ဆိုတာဒီနော်အစာသွင်းတဲ့ဒီအတွင်းဓာတ်ပေါ့အပြင်ဓာတ်နဲ့နော်အပြင်ဓာတ်နဲ့ခြေတော့မယ်နော်အပြင်ဓာတ်နဲ့ဘယ်လိုခြေရမလဲတဲ့နော်ဖြစ်ကြထွေလားထိုးအရာကိုတောက်ကြတွေ့ပြီလေအပေါ်မှာတောက်ကြတချင်းတောက်ကြနံအားဖြင့်တချင်းဆိုတာပေါ့နော်တချင်းဆိုတာလူမမာနာမှာတချင်းဆိုတာအဲ့လိုကူတာအဲ့နေရာမှာကျွန်တော်လူမမာဆိုတော့ထားဆဲမှာနမူနာပြောပြတာပါနော်ဒီလိုဆိုရတယ်တူတူလေးဆိုပေါ့ဗျာနော်ဒီတချင်းနံလေးနဲ့အဲ့လိုဆိုပြီးတော့ရှေ့ခါဒီလိုအပါတတ်တွေနဲ့ကူးခဲ့ဘူးတယ်ဒါလေးတွေပြောချင်တာနော်တောက်ကြတချင်းကျူးချင်းตาရဆိုတာတချင်းဆိုတာတဲ့နော်တချင်း
တချင်းကိုတသားရာလေးဆိုရတယ်တဲ့နော်အခုခေတ်လိုဒုံတိုင်းမြူပြဲပါပေါ့ဂုံဝမ်းဆိုအဲ့ဒီတချင်းမျိုးတော့ဆိုလို့မရဘူးနော်လူမမာတခါလဲစိတ်ညစ်သွားရမယ်နော်ကျူးချင်းตาရာပြီးတော့ဒါတနင်္လာအနေနဲ့ကြည့်မယ်ဆိုရင်စန္ဒရာတကြောင်စန္ဒရာဆိုတာတနင်္လာပြောတာနော်စန္ဒရာတကြောင်ကြေးတန်ညောင်းလေရဲ့ဆိုတော့ကြေးဖလားတို့နော်ကြီးလေးငွင်းတို့ကြီးနဲ့ပတ်သက်တဲ့အောင်ကြီးပေးရတယ်တဲ့တချင်းဆိုဒီတိုင်းဆိုတာမဟုတ်ကြီးလေးတွေခောက်ပြီးတော့နော်ကြီးတန်လေးတွေညင်ညင်သာလေးပြီးပါတဲ့ဒါအပါဒတ်တွေနဲ့လူမမာကုနေတဲ့နီးလေးပေါ့နော်ဒါအခုခေတ်ကြတော့တိတ်မသုံးတော့ပါဘူးနော်ဒါတောင်ထွင်းကြီးဆရာတောင်ထွင်းဆရာတော့အတူလားဆရာတော်ခင်ကြီးပြောရေးသားခဲ့တဲ့ကျမ်းထဲမှာပါပါတယ်နော်ဆရာပေါက်ကြရပြောနေတော့မထင်ပါနဲ့နော်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါခင်ဗျာနော်စံရာတကြောင်ကြေးတန်ညောင်းလေးရဲ့အဲ့ဒီရပြီနော်၎င်းဂုရုဆိုအပေါ်သူတောက်ကြပြောပြီးတနင်္လာပြောပြီးဆိုတော့ကြာသာပတိပင်စပုတ်နဝင်းကိုပြောနေတာနော်၎င်းဂုရုကကြာသာပတိကိုပြောတာမွေဟုခေါ်ရအောက်ကျူမာလင်လာပြီနော်ဂုရုကိုမွေဟုခေါ်ရအောက်ကျူမာလင်ဆိုတာအဲ့ဒါကြောင့်နဝင်းအခိုက်ကျိုးဖြစ်သွားပြီဂုရုကကြာသာပတိမွေရစနေအဲ့မှာနန်းအောင်တရားမြင်အောင်ကြည့်ဂုရုကြာသာပတိနဲ့အောက်ကမွေစနေနော်နဝင်းရဲ့အခိုက်ရဲ့ဘလို့ဆက်နွယ်လဲဆိုတဲ့အကြောင်းကိုဆရာတော်ကြီးကပြန်ရှင်းပြနေတာဖြစ်တယ်နော်၎င်းဂုရုမွေဟုခေါ်ရာအောက်ကျူမာလင်မပါရှင်းတဲ့အဲ့နှစ်ခုကိုတွဲပြီးတော့မသုံးရဘူးတဲ့နော်အပေါ်ကဒီကတ်တားရှိရကံမလားဘူးလို့ပါတော့နော်ကတ်တားနဲ့ကံနဲ့လည်းတွဲလို့မရဘူးနော်ကတ်တားပုံနဲ့ကံနဲ့တွဲဖို့တွဲလိုက်တာနဲ့တော့အပြက်ဖြစ်တယ်ပြီးတော့ဒီအပေါ်ကပင်စပုတ်ကိုနော်အောက်ကဒီအခိုက်နဲ့အခိုက်နဲ့ဒီနဝင်းနဲ့အခိုက်ကိုတွဲပြီးတော့ရရမပေးရဘူးတဲ့မပါရှင်းမပါဘူးတဲ့နော်နဝင်းကိုကင်ပြီးတော့ねအောက်ကအခိုက်မပါဘူးမပါတဲ့ရရကိုပေးရနော်တနင်္ဂနွေအခါမှာဘေးတင်လာမေးတဲ့ခါကျတော့အပေါ်မှာပင်စပုတ်ဒီအခိုက်မှာစနေရှိနေတယ်နော်စနေရှိတော့ဒီ9ခွန်ဆိုတဲ့ဥမာဗတောက်တို့မုတ်ဖတ်တို့နော်မုတ်တီတို့ဒါမျိုးတူမယ်ဆိုလို့ချင်းဒါအပေါ်နဲ့အောက်နဲ့နဝင်းနဲ့အခိုက်နဲ့သွားຫນွယ်တယ်အဲ့လိုရရမျိုးမပေးရဘူးတဲ့နော်ဆရာတော်ကြီးပြောတာနော်အောက်ကျုံမှာလင်မပါရှင်းစေးနံကင်းမှာဆေးဆိုဘာကိုရေးထားလဲဆိုအင်္ဂါနံလည်းကင်းရမယ်တဲ့နော်စေးနံကင်းဆိုဆေးဆိုတာအင်္ဂါနံကိုပြောတာနော်အပေါ်ကဒီပင်စပုတ်ကိုကင်လိုက်တယ်ဆိုတာ ਨੇ အောက်ကအင်္ဂါနဲ့လည်းမတွဲရဘူးတဲ့တွဲမပေးရဘူးတဲ့ဒီလိုပြောတာနော်အဲ့တော့သူကတွဲလိုက်တာလည်းဘယ်လိုဖြစ်လဲဆိုတော့ငါအပေါ်ဆုံးမှာ9အောက်ဆုံးမှာ3အပြင်အာယုကတ်ကြီးစောက်ထိုးကြသွားတယ်အဲ့လိုရရမချေရဘူးတဲ့နော်ဆရာတော်ကြီးကဒီကျမ်းလင်းကမှာဒီလိုပြောထားတယ်နော်စေးနံကင်းမှဟုတ်ပြီဒါဆိုဘယ်လိုချေရမှာလဲပြန်လာတယ်နော်နေကင်းမြို့ရွာတော့နော်ဘာပြောတာလဲဆိုတော့အမှ၄လုံးကိုတရားမှတ်တာနေကင်းကိုရင်ပြောမယ်နေကင်းဆိုတာနေရစနေခင်းရတနင်္လာစနေတနင်္လာဆိုတော့အမြင့်ညွန့်ကျိုးတဲ့ရရချီမယ်ဆိုအမြင့်ညွန့်ကျိုးနဲ့ချီပါတဲ့ဒါကျမ်းရင်းလင်္ကာကြီးမှာနေကင်းမျိုးရွာလာပြီနော်မျိုးရွာဆိုတာဘာလို့လာလဲဆိုတော့အပေါ်ကပင်စပုတ်နဲ့အောက်ကစတူရန်ပင်စပုတ်ကနေစတူရန်တွဲထားတဲ့ပင်းရကျိုးနဲ့ချီပါတဲ့ရရချီမယ်ဆိုလို့ရှိရင်အမြင့်ညွန့်ကျိုးနဲ့ချီရင်ချီမချီရင်ပင်းရကျိုးနဲ့ချီပါတဲ့ဒါဆရာတော်ကြီးဒီလိုရှင်းပြတာနော်ကျွန်တော်စိတ်ဘယ်လိုအားရှိမှန်ကြီးဖြေပြနေတယ်လင်္ကာတလုံးချင်းလို့ဖြေပြပြီးတော့စိတ်ရှိဖြေပြမှကျွန်တော်ကြည်နပ်တာနော်ဟုတ်ပြီနော်ကဲနေကင်းမျိုးရွာအဲ့ဒါကတော့အမြင့်အကျိုးကျိုးနဲ့ပင်းရကျိုးတို့ဖြင့်ရရချီရမယ်လို့ပြောတာနော်အမှဆက်ပြောမယ်ရရစစ်ချီရရချီတာပဲဖြစ်ဖြစ်တဲ့ရှိခါရှင်ပြင်းနေစစ်တိုက်ပွဲလို့ထွက်လို့အခါပေးရရတွေလောက်တော့မယ်ဆိုရင်လည်းဒီနေကင်းမျိုးရွာဒီကျိုးတွေနဲ့ပဲလုပ်တယ်အမြင့်ညွန့်ကျိုးလုပ်တယ်ပင်းရကျိုးနဲ့လုပ်တယ်နော်အဲ့ဒါဆွဲမိကတ်ခိုးတယ်နော်အဲ့ဒါအမိပြုတ်ပြီးတော့ဆွဲမိကတ်ခိုးဆိုအမိပြုတ်ပြီးတော့ခိုကတ်ပြီးပြုတ်ရမယ်တဲ့အဲ့ဒီအောင်မလွတ်သွားစေနဲ့တဲ့နော်အမြင့်ညွန့်ကျိုးနဲ့ဒီပင်းရကျိုးကိုမလွတ်သွားစေနဲ့တဲ့ဒီလိုပြောတာဆောင်းလိုသမှုအစုစုကိုတဲ့နော်အဆောင်လေးလာတောင်းတယ်ဆရာဘာဆောင်အောင်မလဲအဲ့ဒါပဲအမြင့်ညွန့်နဲ့ပင်းရကျိုးပဲနော်အဲ့ဒီနှစ်ခုကိုဒါဆောင်အောင်မနေကင်းမျိုးရွာနော်အဲ့ဒီမှာနော်ဆောင်းလိုသမှုအစုစုကိုကြီးရှုစင်ခြင်းကြီးရှုပြီးဆင်ခြင်းပါတဲ့သူနဲ့တန်တင်းတော်တဲ့နံကိုဆောင်းဟိုင်းလိုက်ပေါ့ဆင်ခြင်းပါဆိုတခြားနံတွေကအခါတွေကသူကဘလို့မှရှိလဲကြီးရှုစင်ခြင်းဆိုတာ
သူ့ရဲ့နေသားသမီးအရာနဲ့သူ့ရဲ့လာမေးတဲ့အခါအရာအဲ့ကျိုးတွေမှာဘယ်လုံးဝဘယ်အတွဲကိုသုံးမေးလိုက်ရင်ပိုကောင်းမလဲအဲ့ဒါကိုဆင်ញင်ပြီးတော့တင်းတော်တဲ့အတွဲနဲ့နော်ညံနဲ့ဆင်ញင်ပါတဲ့ဒီလိုဆိုတာပါနော်ကြည့်ရှုဆင်ញင်ထက်ဝင်3ရက်နာမဆွတ်နဲ့တဲ့နော်ထက်ဝင်3ရက်နာမဆွတ်နဲ့တဲ့နော်အထက်နံ3ခုနဲ့နော်ဘာနဲ့မရောအောင်လဲဆိုတော့နော်အောက်နံနဲ့အဲ့လိုမျိုးမရောတင်ဘူးတဲ့အောက်နံဆိုတာဟိုတင်းမပါဘူးစတူရန်တွတ်တယ်နော်စတူရန်ရောလို့ရတယ်နော်စတူရန်ကဘယ်လိုအထက်ကပြင်စပွတ်နဲ့စတူရန်နဲ့ရောရင်ပင်းရတူရတယ်ကြံတဲ့ဒီအခိုက်နဲ့မရဘူးအောက်ဆုံးကဒီအပြက်ပေါ့နော်တတိယန်နဲ့မရဘူးဒီသဘောလေးကိုတော့နားလဲကြရမယ်နော်ထက်ဝင်3ရက်နာမဆွတ်နဲ့ဟောအပ်ကျမ်းဝယ်ထူမပယ်သည်တဲ့နော်အဲ့ဟောရတဲ့ကျမ်းအတိုင်းမပယ်ကြပါနဲ့တဲ့နော်ထူမပယ်သည်ဖူဝယ်ဉဏ်ရှိမဆုံးသည်တဲ့အဲ့ဒီတိုင်စဉ်ရဲ့သဘောတရားလေးတွေကိုဉာဏ်ရှိသလိုအသုံးချမယ်ဆိုလို့ရှိရင်တဲ့နော်ရလာမဲ့အကျိုးရလက်တွေကမဆုံးပါဘူးတဲ့မဆုံးနိုင်အောင်များတယ်တဲ့ဆရာတော်ကြီးကဒါကိုထောက်ပြတာနော်အဲ့လင်္ကာလေးကအဲ့ဒါပဲနော်အဲ့လင်္ကာတဲ့အနှစ်ချုပ်ပြန်ပြောမယ်နော်ဒီအခါတစ်ခုမှာသူ့ရဲ့အခါရဲ့စတူရန်ဟာနိုင်သွားတယ်အဲ့ဒီစတူရန်ကိုနောက်စတူရန်အထက်နိုင်တယ်အဲ့ဒီနောက်စတူရန်ကိုနောက်တဲ့စတူရန်အထက်နိုင်တယ်လူမမောင်အစာသွင်းမယ်ဆိုရင်အထက်3လုံးနဲ့သွင်းမယ်နော်ဒီအပါဒနဲ့ကုမယ်ဆိုရင်လည်းဒါတချင်းစုဟိုတင်းမော့အပါဒရရကြီးအပေါ်က6နှစ်5 3လုံးနဲ့ပဲအပါဒရရပြီးတယ်နော်အဲ့လိုပြီးတယ်ပေးတဲ့အခါမှာလည်းညံနဲ့ရှင်ပြီးတော့ပြီးကြရရပေးတဲ့အခါမှာသူကကျိုးအနေနဲ့ဆိုရင်အမြင့်ညွန့်ကျိုးကိုပေးတယ်ပင်းရကျိုးကိုပေးတယ်အဲ့ဒီနေရာမှာကျွန်တော်တခါမေးဘူးတယ်ကျွန်တော် group ထဲမှာတင်နေတဲ့အချိန်မှာနော်ဘ누구ကလည်းမသိကောက်မေးတယ်တာစီကျိုးရောမပါဘူးလားတဲ့တာစီကျိုးနဲ့ဘာလို့မပြီးတာလဲတဲ့ရရတဲ့အမှလင်္ကာထဲမှာကြည်ကွာလို့တာစီကျိုးပါလားလို့နှစ်ခုပဲပြလာတာလို့နေကင်းမျိုးရွာရရစစ်ချီဗမာလဲတာစီကျိုးလို့အဲ့အပိုက်နဲ့မှာဗျဘာလို့ကျွန်တော်အဲ့ဒါကိုထဲ့မသုံးလဲဆိုတော့သူကရှင်းပြမယ်နော်အမြင့်ဆိုတာအရာအားလုံးအရာခတ်သိန်းလို့သူကထိန်းချုပ်နိုင်စွမ်းရှိတယ်အမြင့်ညွတ်တစ်ခုတည်းနဲ့တောင်လုံလောက်တယ်ထားနော်ပင်းရဆိုတာဒီအပြင်နှဝင်းလေပင်းဟိုဒီပင်းရနဲ့ကျွန်တော်တို့ဒီစတူရန်နဲ့ပင်းရကျိုးမှာနော်ပြင်စပွတ်နဲ့စတူရန်နဲ့တွဲလိုက်ရင်ဒါအပြင်နှဝင်းကျိုးဖြစ်နေတယ်လို့ကြောင့်အပြင်မှာဖြစ်လို့တဲ့ကိစ္စအရာအားလုံးဟာဒီပင်းရကျိုးနဲ့ခြီလိုက်တယ်နော်ပြီးတော့တီတန့်ခိုင်ခန့်မြဲမြံစီသောကိစ္စမျိုးတွေပြီးပြီးရဲ့ဘိုးကံပိုင်းကိစ္စတွေဒါအမြင့်ညွတ်ကျိုးနဲ့ဒါခြီလိုက်ပြီးတော့ဘာဖြစ်လို့ဒီမတုံးတာလဲနော်တာစီကျိုးဘာလို့ဆရာတော်ကြီးထဲမကြီးတာလဲစဉ်းစားကြည့်တယ်သူကတာစီကျိုးဆိုတာသူကအတွင်းနှဝင်းဆိုတာကိုယ့်ရဲ့မိသားစုရဲ့အတွင်းကြီးကိုအသုံးချတယ်နော်အဲ့ဒီခါမျိုးမှာအသုံးချတယ်သုံးမယ်ဆိုလဲသုံးလို့ရတယ်နော်အဓိကကျိုးမှန်မှုအရေးကြီးတယ်နော်ကျိုးမှန်မှုအရေးကြီးတယ်ဒါပေမဲ့ဒီကျမ်းလေးကအတိုင်းနော်တရားနိုင်ချီကြည့်မယ်ဆိုရင်ရရချီမယ်ဆိုရင်နေကင်းကျိုးရဲ့မျိုးရွာကျိုးရဲ့နော်ဒါလေးတွေနေကင်းကျိုးဖြစ်တဲ့အမြင့်ညွန့်ကျိုးမျိုးရွာကျိုးဖြစ်တဲ့ဒါနော်ပေးရကျိုးတဲ့ရရပေးရမယ်လို့တောင်တွင်းကြီးဆရာတော်အတုလဆရာတော်ခင်ကြီးပြောကအင်္ဂါဝိဇ္ဇာဒီကာကြီးနော်ကျန်ပထမတွဲမှာကျွန်တော်တို့ပြောပြခဲ့ပါတယ်နော်ဒီ software ထဲမှာတော့စာမျက်နှာနံပါတ်21တက်ထားတယ်တကယ်စာအုပ်ထဲမှာ29ပါနော်စာအုပ်ထဲမှာ29ပါဟုတ်ပြီနော်ကြည့်ထားလိုက်ပါတော့အဲ့တော့ဒါအင်္ဂါဝိဇ္ဇာပညာရက်နဲ့ပတ်သက်လို့ဒီလိုသုံးသပ်ပြတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်လင်္ကာတွေကိုအဲ့လိုဖြီးရတယ်လို့နော်လင်္ကာဖြီးပုံဖြီးနည်းလေးများကိုကျွန်တော်ပြောကြားရင်းနဲ့ဒီနေရာကနေပြီးတော့နော်အင်္ဂါဝိဇ္ဇာပညာရက်ပိုင်းကျွန်တော်တောင်းဆိုလာတဲ့ညီလားကိုလားတော့မသိဘူးเนาะအသက်အရွယ်မသိတဲ့အခါကျတော့ကဲညီနဲ့ပဲသုံးဆွဲကြပါစို့เนาะညီလေးတယောက်ကလာပြောတယ်အင်္ဂါဝိဇ္ဇာပို့လေးတွေများတင်ပေးပါတဲ့ရတယ်လို့အကုန်လုံးပညာကတော့အစုံတင်ပေးမှာပဲလို့ဘယ်ဟာပဲတင်နေကျွန်တော်ခေါင်းထဲမှာရှိတဲ့ပြောလိုက်တာပဲเนาะဘာလို့စာပေဒီလိုဖတ်ရှုလေ့လာတာเนาะဖတ်ရှုလေ့လာအချိန်ကြီးအများကြီးယူခဲ့ရတာပေါ့တချို့ကလည်းရှိသေးတယ်ဘေးရင်လာတွက်အလေကားမတွက်ပေးလို့ဘင်္ဂလားပါဆရာမတွက်ပေးနိုင်ခုမှဒီဘက်မှာမအားမတွက်ပေးလို့ညင်ဆိုတာစိတ်ဆိုးပြီးဆဲသွားတဲ့လူကရှိသေးတယ်ဘေးရင်တွက်ဘေးရင်လေးမေးကြည့်လို့ပါရပါတယ်ခင်ဗျာဆိုဟုတ်ပြီဒါဆိုရင်ငွေပြေးကလေးအရင်လက်တင်ပါဆိုဘာပြောလဲပတ်စံနဲ့ဟောစားတဲ့ဆရာလားတဲ့
ဒါမို့လားပတ်စံလည်းမဟောဘာနဲ့ဟောအောင်လဲဗျာနော်ဒီပတ်စံရှိမှစားလို့ရမှာဟောကျွန်တော်စေနာတော့ကောင်းပါဗျာဒါပေမဲ့အလုတ်ကအလုတ်သဘောပေါ့နော်အလုတ်ကတော့အလုတ်သဘောဒါလေးကိုတော့နည်းနည်းလေးသဘောပေါက်ကြဖို့လိုပါနော်အဲ့တော့ဒီပညာရေးကျွန်တော်သင်ကြားခဲ့ရတာဒီစာအုပ်တွေကနည်းနည်းတော့တန်ဖိုးပေးရတာမဟုတ်အခုအပြင်မှာကျွန်တော်တို့ဒီ download ဆွဲလို့မရတဲ့စာအုပ်တွေသွားဝယ်တစ်ခေါက်သွားဝယ်ကျွန်တော်ပတ်စံ 3-4 တောင်းကုန်တယ်နော်အဲစာအုပ်တွေ 3-4 တောင်းကုန်တယ်သွားဝယ်ရတယ်အဲ့တော့ဒီအချိန်တွေအများကြီးယူရတယ်နော်ကျမ်းမာရေးမကောင်းအေးရေးတွေပြက်ခံပြီးဒါမျိုးယူကသူတို့ဘေးရင်ထွက်တဲ့ငွေပြေးကက်လေးဒါ3000တန်လောက်ငွေပြေးကက်လေးတကက်တောင်မှမပေးခြင်းပဲနဲ့ဗျာဒီလိုလာတွက်မယ်ဆိုတော့ကျွန်တော်လည်းချမ်းသာတဲ့တတိမှမဟုတ်တာဗျာတတိဆိုရင်တော့လည်းကျွန်တော်အလေကားတွက်ပေးလိုက်မှာပေါ့နော်ဒီလိုတော့ရှိတာပါတော့ဟုတ်ကဲ့ပါနော်ဒါပေမဲ့အခြားတော့ရရဖို့ကိစ္စများကျွန်တော်လုံးဝမတောင်းပါဘူးဘုရုစီရမှာရရဖို့ထပ်တောင်းတယ်ဆိုတော့လည်းမရှိခဲ့ပါဘူးနော်ဒီ line ပေါ်မှာတွက်ချက်ဘူးတဲ့လူတွေအများကြီးပါနော်ကျွန်တော်ဒီမှာဆရာပုံတစ်ခါဗီဒီယိုကောနဲ့ခေါ်ရဟာငါတို့ဆရာကတော့အသားလည်းမဲရလားမျက်နှာပြည့်ပြည့်နေပါစကားပြည့်ပြည့်နေဆိုပြီးရှည်ပြီးတော့နော်အေးပါမှာဘယ်လိုပဲဖြစ်ပါတော့ဒီကတော့ပညာပါပဲဒီနေ့လည်းဆိုရင်သွားညက်ပါနော်ဆရာဆိုရင်မညက်ဘူးလားအဲ့ဒီလိုနော်ကဲဟုတ်ပါပြီနော်ပြဒီတကားဒါလေးဒီအတန်ပိုင်းလေးနဲ့နောက်ဆက်တွဲမှာကျွန်တော်ဗာလေးတွေပြောပြပေးမယ်ဆိုရင်နော်ကံပွင့်ကာတာလေးတွေပေါ့နော်ကံပွင့်ကာတာလေးတွေရုပ်ဖတ်ပုံလေးတွေပေါ့နော်အဲ့ဒါဒီအပိုက်လေးတွေနည်းနည်းပြောပြပေးပါမယ်နော်ကဲတနင်္ဂနွေသားမိတို့အရင်ဆုံးစာချုပ်ပြပါမယ်မေရင်ကရောတောဘီတောစပိယတတိတိခိစိနောဘဝိဝါရီအဘိဇာတာတိနာမတာမိတာရယနဝေနာနိနာကံမေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာတရာတုခိဘဝန္တုမေအဲ့ဒါတနင်္ဂနွေနော်ဟုတ်ပါပြီနော်တနင်္ဂနွေသားမိများဒါဘဝဟောင်းအတိတ်ဟောင်းတွေကကံကြွေးဝေကြွေးများလဲနော်မိထဲမှာကြားရောက်ပြီးသားမျိုးစေ့ရပြန်ပြီးတော့အပင်မပေါက်နိုင်တယ်လို့ပပျောက်ခန်းချောက်ကြပါစေဆိုတော့နော်နှစ်ကျေးရှိစုဘုရားရှိခိုးတွေကိုပူဇော်ထားတဲ့ဒါကံပွင့်ကာလာလို့ခေါ်တယ်အဲ့ဒါတော်တော်များများကြွကြရတယ်နော်တချို့အတန်တော်လေးတွေမှားမှဆိုလို့ပြန်ပြီးတော့ပူပေးလိုက်တာပါနော်ကဲနောက်တစ်ခါလာပြီနော်တနင်္လာအတွက်ကိုလည်းဆိုပြပါမယ်တရဏင်္ဂရာနောမောစအထတတိစဝိတ္တဘူသန္နဝါရိယဘိဇာတာတိနာမတာမိတာရယံနဝေနာနိနာကံမေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာတရာတုခိဘဝန္တုမေသူများအတွက်ရွတ်ပေးခြင်းဘဝန္တုတီနော်တီဆိုရင်သူများအတွက်ရွတ်တာမေဆိုရင်ကိုယ့်အတွက်ရွတ်တာဟုတ်ပြီနော်ဥမာလူမတယောက်ကမရွတ်နိုင်မဖတ်နိုင်နဲ့ဘေးကနေရွတ်ပေးမယ်ဆိုရင်တရာတုခိဘဝန္တုတီနဲ့သွားမယ်ကိုယ့်အတွက်ကိုရွတ်ရင်မေနဲ့သွားမယ်အဲ့ဒီမှာသူကဝေတပူလို့အလွယ်တူဆိုကြတယ်အဲ့ဒါမဟုတ်ဘူးနော်ဝေတပူမဟုတ်ဘူးဝိတပူလို့ဖတ်ရမယ်နော်တဝေတို့ဝါရီတာကြီးနော်တာကြီးပါတယ်နော်တာကြီးဘာကုံဝင်းနှချောင်းဆိုအဲ့တာကြီးဆိုတာတာသေးနှလုံးစင်နာတာကိုပြောတာနော်အပေါ်သားကိုအသက်ပေးရတဲ့အတွက်ကြောင့်ဝိတပူလို့ဖတ်ရတယ်နော်ဝေတပူလို့လွယ်ဖတ်တယ်ဝေတပူမြတ်စွာဘုရားတဲ့မဟုတ်ဘူးဝိတပူနောက်ဗမာသွားမှာလဲဆိုတော့ဒီဇက်တော်ကြီးဆယ်ပွဲထဲမှာဒီဝေဒန်ရာဇက်ဆိုပြီးတော့ဒါမျိုးသွားပြောတယ်ဦးနော်ဝေဒန်ရာဆိုသူကနှလုံးမှာဝိုင်းဝေမှာမားတယ်ယာမှာမားတယ်နော်ဝိတန္တရာနော်ဘုရားလောင်းမင်းကြီးနာမည်ကဝိတန္တရာနော်အဲ့လိုမျိုးသွားမှာဟုတ်ပြီအဲ့ဒါမှ तू ကဘာအဓိပ္ပာယ်လဲဆိုတော့ तू ကဝိတကန္တာရာနော်ဝိတဆိုကုံတယ်တွေသွားတဲ့ကန္တာရာဆိုကန္တာရလမ်းခကြီးမှာမွေးဖွားတဲ့အတွက်ကြောင့်ဝိတကန္တာရာအဲ့ဒါကို तू ကနှစ်ပုတ်ပေါင်းပြီးတော့ဝိတန္တရာဒီလိုမဲ့ရတယ်စပြီးတော့ဝိတန္တရာမင်းကြီးလို့ဒီလိုဖတ်ရတယ်နော်အခုရလူတွေကတော့ဝေဒန်တရားဘာအဓိပ္ပာယ်မှမရှိဘူးနော်ပါဠိဆိုတာဝိတန္တရာမင်းကြီးနော်ဘုရားလောင်းဝိတန္တရာမင်းကြီးဒီလိုပဲဝေတပူမြတ်စွာဘုရားမှာဝေတပူလို့မဖတ်ကြဘူးဝိတပူ
နော်ဝိသဘူမြတ်စွာဘုရားဟုတ်ပြီကဲဒါအင်္ဂါနေ့အတွက်ပြောပြပါမယ်အဲ့ဒါမှာတော့သူကဂါရာနှမျိုးနှစားရှိပါတယ်နော်အမှကံပွင့်ဂါရာတွေအတိုင်းမဖတ်နဲ့ပေါ့နော်အဲဒီလိုလက်ကျိတ်ရှိသူဘုရားရှိခိုးတွေတဲ့အတိုင်းကျွန်တော်ရွတ်ပြမယ်ဒီပင်ကရောဘရုမောသဓမ္မတတိကကုတံနောဘောမဝါရိအပိဇာတာတိနမသာမိတာရယနဝေနာနိနာကမ္မေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာသရာတုခိဘဝန္တုမေအဲ့ဒါကအင်္ဂါတော့ပါခင်ဗျဗုဒ္ဓဘုဒ္ဓထပ်လာမယ်နော်ဗုဒ္ဓဘုဒ္ဓထပ်ပြီးပြောပြပါမယ်ကိုနိညောနာရရောတထာတိတ္တထကောနာဂမနာဗုဒ္ဓဝါရိအဘိဇာတာတိနမတာမိတာရံနဝေနာနိနာကမ္မေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာသရာတုခိဘဝန္တုမေဒါကဘုဒ္ဓဘုဒ္ဓနော်ကြကြလာပြီးတော့စနော်ကြလာပြီးတော့စရွတ်ပြပါမယ်မင်္ဂလောဘရုမုဒ္ဒရောတိတ်တောနာထောသကတဘောဂုရုဝါရိအပိဇာတာတေနမတာမိတာရံနဝေနာနိနာကမ္မေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာသရာတုခိဘဝန္တုမေအဲ့ဒါကဇာတာပတိအတွက်နော်မင်္ဂလောဘရုမုဒ္ဒရောတိတ်တောနာထောသကတဘောအမှမှားရတယ်နော်တချို့ကကတ္တဖမြတ်စွာဘုရားကတ္တဖမြတ်စွာဘုရားတဲ့မဟုတ်ပါဘူးနော်ဖောက်တော့မဟုတ်နော်ပါသောက်နော်ကာကြီးကတာကြီးကာကြီးရဲ့တာကြီးရဲ့ပါသောက်ရဲ့ကတ္တပနော်ကတ္တဖမဟုတ်ကတ္တဖလို့မဖတ်ဘူးနော်အဲ့ဒါကြီးအလွဲချော်တွေဖြစ်နေကြတယ်နော်အဲ့ဒါလေးတွေလည်းနည်းနည်းယူဆိုင်စီလိုပါတယ်ကဲတောက်ကြနေသားမိတွေအတွက်နော်ရုပ်ပုံရုပ်နည်းလေးပြောပြမယ်သူမနောသူမေရာဗုဒ္ဓဗုဒ္ဓစီနောသာဂောရမောတက္ကဝါရိအဘိဇာတာတေနမတာမိတာရံနဝေနာနိနာကမ္မေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာသရာတုခိဘဝန္တုမေဟုတ်ပြီနော်တချို့ကြတော့ဘယ်လိုဖတ်လဲဆိုတော့ဖူးတာတယ်နော်ဖောက်ထုတ်ရေတစ်ချောင်းဝင်ဖူးတယ်နော်တာကြီးနဲ့ကြီးတာတော့ဖူးတာဖတ်ကြတယ်မဟုတ်ပါဘူးနော်ဖုတ်တာပဲဖတ်ရမှာပါအပေါ်တာကိုအသက်ပေးရပါမယ်တာနှလုံးစင်ထားတာနော်အဲ့တော့ကဲစနေတွက်လာပြီစနေကတော့စနော်စနေသားမိတွေအတွက်တဏင်္ဂရောယေဝတောသသူဇာတောသဝိပတ္တိကောသောဒီဝါရိအဘိဇာတာတေနမတာမိတာရဏဝေနာနိနာကမ္မေနာပောရဏကံဝိနာတန္တုစတုဏံဗုဒ္ဓတိစီနာသရာတုခိဘဝန္တုမေသူများတော့ရွရင်ဒီနဲ့ဆုံးမယ်နော်ဟုတ်ပါပြီအဲ့တော့ဒါခုနှစ်နေ့ဘုရားရှိခိုးနော်ကံပွင့်ဘုရားရှိခိုးတွေဘလို့ကံအဲ့ဒီကာရာလေးတွေကပရိစိတ်လို့ရတယ်နော်ကိုယ့်ရဲ့ပရိစိတ်တဲ့အခါမှာ9ဘက်ပဲတက်နိုင်ပေါ့နော်9ဘက်ပဲတက်နိုင်ကိုယ်အတိတ်တန်လေးတွေနဲ့ကာရာတပုတ်ဆုံးရင်တပုတ်ပရိစိတ်နော်ဘုရားတရားတန်ခါယနာ3ပါးရဲ့ပုံမှာကြည်ညိုတဲ့စိတ်နဲ့စိတ်ရမှာနော်အခုကျွန်တော်ပြောတာတော်တော်မောနေရင်ဘက်တွေနာနေနော်ရင်ဘက်တွေနာနေဒါမဲ့တိစေခြင်းလုံးလို့ပေါ့နော်အတင်းအားယူပြီးပြောနေရတာနော်ဒီနေရာကြီးတော်တော်လေးနာပြီးတော့အောက်ကြက်ကြီးဖြစ်နေနော်ဟုတ်ပါပြီအားလုံးနော်အဲ့တော့ဂါရာလေးတပုတ်ကိုတော့ဘာသာပြန်ပြမယ်နော်ကျန်တာဘာသာပြန်တာအကုန်လုံးတူတယ်နော်တခုပြန်ပြမယ်တနင်္ဂနွေသားမိအတွက်တခုပြန်ပြမယ်နော်မေရင်္ဂရောဇာမေရင်္ဂရာမြတ်စွာဘုရားသည်၎င်းသောဘိတောသသောဘိတမြတ်စွာဘုရားသည်၎င်းပိယတတိသပိယတတိမြတ်စွာဘုရားသည်၎င်းတိခိစီနောသတိခိမြတ်စွာဘုရားသည်၎င်းယဝိဝါရိတနင်္ဂနွေနေ့၌အဘိဇာတာမိရှုတန်စင်ဖွားမြင်တော်မူကြလေကုန်၏စတုဏံထိုလေးစုကုန်သောတနင်္ဂနွေနေ့ဘွားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုအဟံခန္ဓာနံယုတ်
သမုတ်ထွင်ခေါ်တပိတော်သည်တာရယံကျိုးနုံမသွေယိုတိလာစွာနာမတာမိခြေလနဘုဒ္ဓတော်လူတို့ဖြင့်ငါဥတီမျိုးရှေခိုးကြောပါဤအရှင်ဖျားနဝေနာနိနာကံမီနာဤတို့ရှိခိုးဘူးသောဖူးမြော်မှန်လျော့ကြောရသောပဏာမကုသကံစေနာကြောင့်ဘောရနာကံရှေးရှေးကဖြစ်ခဲ့ဘူးသောအာကုသိုလ်ကံကျွင်းကံစမှန်သမျှတို့သည်ဝိနတံတုမိမာကြရောက်မျိုးစေးမပေါက်နိုင်သလိုခန်းချောက်၍သာပပြောက်တော်မူနိုင်ပါစေကုန်သတည်းစတုဏံဗုဒ္ဓတေစေနာထိုလေးစုကုန်သောတနည်းငွေနေပွားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏တကူတေဇောအာနုဘော်တော်တို့ကြောင့်မေတ္တန္တရာဝိဘေမလွတ်သေး၍အေးဖို့ဤမြောတပိတော်အားတရာနိလာနိယမပြမတိန်အခါခသိ၌နော်တရာနိလာနိယမပြမတိန်အခါခသိ၌သူခင်နှပြကိုစိတ်အလိုညိတ်လျက်ကိုစိတ်မပန်းအေးချမ်းမငင်အေးချမ်းခြင်းရှိကြကုန်သည်ဝါအေးမြချမ်းသာခြင်းတို့ရောက်ကြကုန်သည်ဘဝန္တုမုတ်ချမသွေဖြစ်ပါစေတည်းဒီပုံစံသွားမယ်နော်တဂါရာရရင်နောက်တဲ့ဖရားလေးအကုန်လုံးပါဠိတူပါတယ်နော်ပွဲတော်နာမည်လေးပဲချိန်သွားမှာပါနော်ကဲတနင်္လာအတွက်ထပ်ပြောပြမယ်နော်တရဏင်္ဂရာစတရဏင်္ဂရာမြတ်စွာဘုရားသည်၎င်းနောမောစအနောမတတိမြတ်စွာဘုရားသည်၎င်းအထတတိစအထတတိမြတ်စွာဘုရားသည်၎င်းဝိတ္တပူစဝိတ္တပူမြတ်စွာဘုရားသည်၎င်းသန္ဒဝါရီတနင်္လာနေ့၌အဘိဇာတာမိရှုတန့်စင်ခွားမြင်တော်မူကြလေကုန်၏ဒါလေးပဲပြောင်းသွားမှာနော်အဲ့ဒါဆိုတော့ရွတ်တက်လောက်ပြီးထင်ပါတယ်ဒါအင်္ဂါဝိဇ္ဇာနော်ကျမ်းရင်းလင်္ကာကြီး၌ပါရှိသောနော်အခါတိုင်နမိတ်များကိုလင်္ကာဖြီနည်းနဲ့ခုနှစ်နေ့ကံပွင့်နော်ဂါရာတော်ဘုရားရှိနှကျေးရှိစုဘုရားရှင်များကိုပူဇော်ထားတဲ့နော်ဂါရာတော်များကိုကျွန်တော်ဒီကနေပြီးတော့ရွတ်ပုံရွတ်နီးလေးနဲ့တကွနော်ပြောပြပေးခဲ့ကြီးဖြစ်ပါတယ်အင်္ဂါဝိဇ္ဇာအခါလင်္ကာတိုင်ကြီးများကိုလည်းရှင်းလင်းပေးခဲ့တဲ့နေရာမှာကျွန်တော်ဒီလူငယ်တယောက်ဖြစ်ပါတယ်နော်အဲ့နေရာမှာဆရာကြီးများအနေနဲ့လည်းကျွန်တော်မှာအမှားယွင်းများပါရှိလို့ရှိရင်ဖြည့်ဆွတ်နားလည်ပေးကြပါရန်လူတွေလေးသွားစွာဖြင့်နော်ဆရာကြီးများအပေါင်းတို့နဲ့တကွဟုတ်ကဲ့ညီမငယ်များပညာရှင်ဝါနာရှင်လေးများအားဒီကျမ်းရင်းလင်္ကာရက်တွေကိုဖြည်တတ်ပါစေခြင်းကြိုးငါရှေးရှု၍ကျွန်တော်ပြောပြခဲ့ခြင်းဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ဗေဒင်လက္ခဏာဆရာဦးဗေဒင်ပါခင်ဗျာအသေးစိတ်ဆက်သွယ်မေးမြန်းလို့ပါကဖုန်းနံပါတ်39 998956143 399625960139 များထံတွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ